မင်္ဂလာကျွန်တော်ရဲ့ channel ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က gravity စားပြီးတော့ကျွန်တော် mystery တော့ကျွန်တော်မြင်သွားမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့အချိန်သိမရှိလို့ပါအခုကကျွန်တော်အားလုံးလေးနည်းနည်းလှုပ်ထားတာပေါ့နော်အခုကဆိုရင်တော့ကျွန်တော်စကီ FT ကျွန်တော်ပွင့်ပြီးပါအခုကတော့ကျွန်တော် hydra leader ပတ်သက်မှာပေါ့နော်ဘာလို့ level max နဲ့ quest ကြီးတက်ရလဲဆိုတော့ဗျာဒီကဒီဒီလိုကိုပြီးလို့ဆက်ပါကြတော့တော့ boss ကိုတက်လာတယ်ဟာကာရီဗျာ private server မှာသွားမဟန်နေတယ်ဒီ server မှာလာဟန်နေတယ်တော့ဟာကာရီအတီမုန်းတယ်ဘလို့တော့တေးသွားပြီလို့အောင်ထီလဲပါသွားပြီတေးသွားတယ်အိုး mystery တော့ရလိုက်တယ်နောက်ဆုံးကတော့ကြောညီလေးအဆုံးသက်ပြီးလိုက်ပါတော့ history ကြောဘယ်လောက်ထိရလဲဆိုတော့ကျွန်တော်စကီးသေးပွင့်သွားပါပြီ။အိုး okay တော့စမ်းကြည့်အောင်စကီးအစ်စ်ကကျွန်တော်က gravity ကို showcase ကကျွန်တော်ကြည့်ထားတယ်။ကျွန်တော်နောက်ပိုင်းကျရင်ကျွန်တော် gravity V2 အထိပါကျွန်တော်တင်ဖို့ကျွန်တော်အစီအစဉ်ရှိပါတယ်။ဒီစကီး2ကဆိုကျွန်တော် optical training ရတယ်။အခုကတော့ကျွန်တော် gravity ထဲမှာကျွန်တော်အကြိုက်ဆုံးကြွက်တယ်ဒုက္ခကြီးအပြည့်စုံနေရတော့ဒါကျွန်တော်ညီလေးပေါ့နော်ကျွန်တော်ဗုဒ္ဓနဲ့မနေကယ်ပေးရထားတာဟုတ်မနေကယ်ပေးရထားတာ sorry ရကျွန်တော် line မကောင်းဘူးဆိုရစမှုမဖြစ်ဘူးboss လေးတကောင်တရနဲ့ mystery တော်အများရတယ်ဆိုအဲ့နဲ့ကျွန်တော်က boss ကတော့ကျွန်တော်တက်ချင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်အချိန်သိမရှိဘူးကျွန်တော်တခြားဗီဒီယိုနောက်ဗီဒီယိုကျရင်ကျွန်တော်ပြန်လာခဲ့မယ်ဒါပေမဲ့ဗီဒီယိုမပြီးသေးဘူးအတိပေးချက်ပါဗီဒီယိုမပြီးသေးပါဘူးအခုကျွန်တော် second C ကနေပြန်လာတာကျွန်တော်ဆက်ခုံ1.7ဆက်လောက်မယ်လမ်းမှာတွေ့သူများ boss တွေ like သက်ကြည့်ဒီကောင်ကအမလိုကြီးနေအိုး boss ပေါ်နေအခုကကျွန်တော်တက်မှာပေါ့နော်ကျွန်တော် sorry ပဲဗျာကျွန်တော်အခုကကျွန်တော်တက်မှာပဲလို့အခုကတော့ပဲကျွန်တော်ပြောနေလို့တောင်းပါတယ် okay Captain Elephant shooting star နဲ့ဇာတ်မှာဟက်ကာရှိဟက်ကာကြီးတော့ကောင်းကျန်းနေကြခုရပါဟိုလုံးဟိုဒီဘောလေးမြာမင်းဒီလိုကိုရတာ shooting star နဲ့လို့လုံးဝစင်ကြီးဟက်ကာလာပြန်ပြီတော့ဘာလို့လဲဟက်ကာကြီးကျွန်တော်တက်မဲ့ boss ကိုကြိုများတိနေတာကျွန်တော်စဉ်းစားလို့မရဘူးဘယ်လဲ gravity နဲ့ဟာဆော်ရကြမ်းပြီကျွန်တော်ဘာမှမမြင်ရဘူးမနေ့ခု okay ရတော့ရပါတယ်ရတော့အဲ့ဒါလေးပဲကျေးဇူးတင်ရတယ်ဟက်ကာတွေဗျာကျွန်တော်ဘုံဘုံနဲ့နော်ဒီဗီဒီယိုမှာလည်းကျွန်တော်ဘာမှလုပ်ပြသွားမှာမဟုတ်ပါဘူးဒီလမ်းလေးပါပဲ mystery လေးနည်းနည်းရသလောက်လေးလိုက်စုမယ်ဖူးစပဲတော့ကျွန်တော်လုံးလို့မရဘူးဗျကျွန်တော်သိမအောင်magicဒီမှာပါတင်းလို့ဟာပြီးအော် spider ဗီဒီယိုနဲ့ပြန်ချမ်းနေတယ်တော့ ethernet နဲ့လိုက်ပြနေအဲ့ဒါပြီးတော့ကျွန်တော်ဒီထဲမှာ boss ပုံလားဆိုတော့ကျွန်တော်
ကြည့်လိုက်ပါတယ် boss ကတော့ဒီရတိုင်းပါပဲမစပွန်ပါဘူးအဲ့ဒါနဲ့ပဲကျွန်တော်လည်းအိမ်ကိုပြန်လိုက်ပါတယ်အိမ်ပြန်ပြီးတော့ကျွန်တော် admin panel စီကိုကျွန်တော်တွားကြည့်လိုက်ပါတယ် mystery ဘယ်လောက်လုံးမလဲပေါ့ eagle တော့ mystery မရဘူးလေခုလိုမရရဲ့အဲ့ဒါဟောစိမ့်ပုံတော့အတူတူပဲဒီနေရာမှာ barrier ခေါ် creation fruit ကကျွန်တော်2v2 ကကျတော့ကျွန်တော်coming soon တော့ကျွန်တော်လာတော့မယ်လို့ပြောတဲ့အတွက်ကျွန်တော်creation တော့လည်း developer တွေ admin တွေကစဉ်းစားနေရပါတယ် Wait what Dingy I got my brother's quest What the hell is this EV ဖွင့်လာလိုက်မယ်အပြင်အောင်လည်းကျွန်တော်ဂျုံးပါဟာဟုတ်ကောအေးရောငါမင်းနဲ့မချချင်အဖွဲသူရရောဟာသူများတော့ဝိုင်းတယ် What the dang it Where am Iကလေးတွေတက်ကုန်ပြီရောက်တော့ကျွန်တော်မတွားချင်ဘူးဗျာဘာလို့ဆိုမတွားချင်လို့ကိုမတွားတာနော်ကျွန်တော် quest ပြန်ယူမယ်တခြားလူကျွန်တော်မတက်ချင်ဘာလို့ဆိုတခြားလူတွေတက်ခက်တယ်လေ right မင်း quest လေးတွေပေးပါဦးကွာSir the twin Sir I don't want to kill Sir Nu re kaung le be Bruh What a bunch chili guy What's spring there? Just ပေါ်လာဆိုကျွန်တော်သွားကြည့်လိုက်ပါမယ်အခုကျွန်တော်အစားတော့ဗျာကျွန်တော်ဖြစ်ပုံဖြစ်ပြီးကျွန်တော်ပြောပြမယ်ကျွန်တော်Roblox စားစောတာကျွန်တော်တနေ့ရှိသွားပါပြီအဲတနေ့ကမှကျွန်တော် level ကျွန်တော်အသေး fan ရပါတယ်အဲ့ level fan နဲ့ကြားတဲ့မှတော့မှကျွန်တော် level 900ဖြစ်ပြီးတော့အကောင့်ဘန်းခံလိုက်ရတာလည်းရှိပါတယ်အကောင့်ဘန်းခံလိုက်ရတော့ကျွန်တော်ပြန်ဖမ်းတယ်ဗျာကျွန်တော်လုံးဝဇွဲကိုမရှိဘူးဇွဲကိုလုံးဝမရှိဘူးကျွန်တော်ပြန်ဖိုင်းနဲ့ကျွန်တော်ဒီလိုမျိုးအကောင့်2000နဲ့မှ650အကောင့်ကျွန်တော်ရလာခဲ့ရဖြစ်ပါတယ်ဒါမျိုးချင်းကျွန်တော်က level ကကျွန်တော်2000မပြောနဲ့တော့1000တော့အသေးဖမ်းရမှာ Poster တော့အားမဟုတ်ပါဘူးကျွန်တော်ပြောမယ်ဗျာကျွန်တော်ဖြစ်ပုံဖြစ်နေရကြတော့ခုနကကျွန်တော်ပြောကြံခဲ့တာအဲ့ဒါကျွန်တော်အကောင့်9ရဲ့ level 9ရ second စီဆရောက်ချင်းဗျာကျွန်တော် level fan ကျွန်တော် fruit သွားလို့ခီဆူနေပေါ့ကျွန်တော်စားလိုက်တယ်ဗျာစားလိုက်ပြီးတော့အဲ့မှာပဲအကောင့်ဘန်းခံလိုက်ရတာခုချိန်นี้လုံးဝပြန်မရအောင်3ရက်ပဲတဲ့3ရက်ပဲဆိုရင်လုံးဝပြန်မရအောင်ပြီးတော့ကျွန်တော်ခီဆူနဲကိုကျွန်တော်ပြန်ရဖို့အတွက်ကျွန်တော်စူးစမ်းခဲ့ပါတယ်ဒီကောင်းမှလည်းကျွန်တော်ရခဲ့ပေါ့နော်ရခဲ့တာကျွန်တော်အတီးနဲ့မဟုတ်ဘဲနဲ့ကျွန်တော်ပါမနက်နဲ့ရခဲ့တာဒီ block fruit dealer တွေရခဲ့တာ8 million နဲ့ကျွန်တော်ဝယ်လိုက်တယ်ဝယ်ပြီးတော့ကျွန်တော်စဉ်းစားနေခီဆူနဲကကျွန်တော်ထင်တာတဲ့ပိုတော်ဆိုးနေသေးတယ်ဆိုပြီးတော့အဲ့မှာကျွန်တော်လည်းခီဆူနဲကိုမစားတော့ဘဲနဲ့ကျွန်တော်ဗုဒ္ဓပြောင်းစားလိုက်ဗုဒ္ဓကျတော့တို့အများတွေကို break ကိုရင်ကျွန်တော် fragment လည်းရတယ်ပေါ့နော်ကျွန်တော်ညီတွေကဒုတ်ဗီဒီယိုလိုချင်တဲ့အတွက်ကျွန်တော်ကူလိုက်ပါတယ်ကူပြီးတော့
full spell တော့ M1 ထိရပြီးတော့ M1 မပြောနဲ့တော့ full skill ထိရပြီးတော့အသေးကူတာဗျာနောက်ပြီးကျွန်တော် dragon ရချင် dragon east ကကြောက်ကျွန်တော်နည်းနည်းပဲကြိုက်တယ်ဒါပေမဲ့ west ကိုကျွန်တော်ပိုကြိုက်တယ်အဲ့ဒါပြီးတော့ကျွန်တော် gravity update ထွက်လာ gravity က dragon ကြီးကိုတော့မှကျွန်တော်စုံနိုင်ထေရှိရဆိုတော့ကျွန်တော်လည်းတော်တော်ကြိုက်သွားပြီးတော့အဲ့မှာ gravity ကိုရအောင် trade ပါကျွန်တော် gravity ကိုရအောင် trade တာတော့ကျွန်တော် gas နဲ့ trade လိုက်တာပါ gas ကကျွန်တော်ကနှလုံးရှိတယ်ဒါကျွန်တော်အပြင်တော့အတီးဖောက်နေရတာ gas နဲ့ trade လိုက်တယ် gas နဲ့ trade လိုက်ပြီးတော့ကျွန်တော်ဗုဒ္ဓပြန်ရအောင်လို့ကျွန်တော်spirit နဲ့ကျွန်တော် pain လုပ်လိုက်ပါတယ်အဲ့ဒါနဲ့ဝက်ကဗုဒ္ဓနဲ့ spider ပေးလိုက်တယ်ဗုဒ္ဓနဲ့ spider ပေးလိုက်တယ်ဆိုတော့ကျွန်တော်လည်းမျှတာပေါ့နော်မျှတယ်လို့ပဲကျွန်တော်ထင်လိုက်တာနောက်ကျွန်တော်တော်အားသွားတယ်ဗျာအဲ့နဲ့အဲ့တော့ကျွန်တော်ဒီလိုလည်းကျွန်တော်ဘာမှမလုပ်ပြနိုင်ဘူးဗျာနောက်ကျွန်တော်လုပ်ပြနိုင်ရင်ကျွန်တော်လုပ်ပြနိုင်ဗျာအခုကတော့ကျွန်တော်ဗီဒီယိုကတအားရှိရင်လည်းမကောင်းဘူးလေအဲ့တော့ဗီဒီယိုတော်ပါပြီအဲ့တော့ကျွန်တော်နှုတ်ဆက်ပါတော့မယ်အားလုံးပဲ bye bye